လူမှာရှာရင်တော့ဗာလေအပြည့်တဲ့တရားမှာရှာရင်အကျင့်ဖျားမှာရှာရင်အချစ်ဆိုတဲ့ဖျားသခင်သည်ချစ်ချင်းမြတ်တာဖြစ်တော်မူ၏လို့ဒါကြောင့်တမန်ကျမ်းစာထဲမှာထာဝရမြတ်တာကိုဘယ်လိုဖော်ပြထားသလဲယေရမိအနာဂတိကျမ်းအခန်းကြီး31အပိုင်ငယ်3ကျမ်းစာတော်များမှာထာဝရဘုရားသည်အဝေးကထင်ရှား၍မိန့်တော်မူသည်ကားအကယ်စင်စစ်ထာဝရမြတ်တာနှင့်တင့်ကိုငါချစ်၏ထို့ကြောင့်ဂရုဏာကျေးဇူးကိုတင်၌ကြာမြင့်စွာပြ၏လို့ဖော်ပြထားပါတယ်ကဲထာဝရဘုရားကအဝေးကနဲ့ထင်ရှားပြီးတော့ပါမိန့်တော်မူတယ်လေအကယ်စင်စစ်ထာဝရမြတ်တာနဲ့တင့်ကိုငါချစ်တယ်ဒီချစ်ချင်းမြတ်တာဒီထာဝရမြတ်တာကိုတွေ့အောင်ရှာဖို့ဒီတရားကိုဝင်ကနေခြင်းဖြစ်တယ်ဒီထာဝရမြတ်တာကိုဘယ်မှာသွားတွေ့မလဲထာဝရဘုရားဖန်ဆင်းရှင်ဘုရားအနန္တတကုရှင်ဘုရားတပ္ပယုဒဉာဏ်တော်နဲ့ပြည့်စုံတဲ့ဘုရားအစိန်တရားအပမေယနှိုင်းရှင်ဖော်ပြလို့တောင်မှမသိလောက်အောင်မြင့်မြတ်လာတဲ့ဖယားဒီဖယားစီကကျွန်တော်ရနိုင်ကောင်းတာဖြစ်ပါတယ်ဆိုတော့ဖယားစီကနဲ့ကျွန်တော်တို့ဟိုချစ်တဲ့ချစ်ချင်းမြတ်တာကျွန်တော်တို့အထက်အသက်ကြီးတယ်ထာဝရမြတ်တာဆိုကြတဲ့ကတော့ကျွန်တော်တို့ကသင်္ခါရတရားတွေသင်္ခါရပဲပိုင်ဆိုင်ထားတယ်အနိစ္စအတ္တအနတ္တနော်ဒါတွေပဲကျွန်တော်တို့မှာရှိကြတာဖြစ်တယ်ဆိုတော့ဒီထာဝရမြတ်တာကဖယားသခင်စီကနဲ့ပဲရနိုင်ကောင်းတာဖြစ်တယ်ဘယ်လိုထာဝရမြတ်တာမျိုးနဲ့ချစ်တယ်လေကျမ်းစာထဲမှာကျွန်တော်တို့ကိုဘယ်လိုဖော်ပြထားတယ်လဲဘယ်လိုသွန်သင်ထားတယ်လဲဘယ်လိုဖိတ်ခေါ်ထားတယ်လဲဟေရှာယအနာဂတိကျမ်းအခန်းကြီး49အပိုင်ငယ်15ထဲမှာမိမသည်မြင့်မြင့်ဖွာသောသားကိုမတနာသည့်တိုင်အောင်မိမိနှုတ်ဆိုသူငယ်ကိုမေ့လျော့နိုင်သလားအကယ်၍မေ့လျော့တော့လေတင့်ကိုငါမမေ့လျော့ကဲကျွန်တော်တို့အဲ့ဒါကြောင့်အခုနမြစ်တာကိုကျွန်တော်ခွဲခြားစိတ်ဖြာပြတာဖြစ်တယ်နံပါတ်1ဇာတိမြစ်တာအဲ့ဒါ928ဆိုတဲ့ဇာတိမြစ်တာကဘယ်လိုချစ်ချင်းမြတ်တာမျိုးဖြစ်တယ်လဲအကန့်အသတ်နဲ့ရှိတဲ့ချစ်ချင်းမြတ်တာမျိုးဖြစ်တယ်အချိန်အတိုင်းအတာနဲ့ရှိတဲ့ချစ်ချင်းမြတ်တာမျိုးဖြစ်တယ်ပြီးရင်သမုဒိယမြတ်တာဆိုတဲ့1500အချစ်ကလည်းပဲအခုနတိုင်းရှင်ဖော်ပြခဲ့ပြီးပူလောင်လွန်းလာတာလည်းဖြစ်တတ်တယ်တေသွင်းကိုလည်းပို့တတ်တယ်မငိမ့်ချမ်းနိုင်တာလည်းအများကြီးစိတ်မချရတာစသဖြင့်နဲ့အပူလုံးကြီးကိုဖက်ထားတယ်လို့သမုဒိယမြတ်တာလည်းထိုးကဲ့သို့ဖြစ်တယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဇာတိမြတ်တာသမုဒိယမြတ်တာနဲ့ပဲချစ်ဒီအရာတွေကအခုနအကန့်အသတ်နဲ့နော် conditional လာတော့အခြေအနေပေါ်မူတည်တဲ့ချစ်ချင်းမြတ်တာတေးပြီးဆိုရင်မချစ်နိုင်တော့ဘူးပြီးသွားပြီအဲ့ဒါလို့လူသားမျိုးတွေကောင်းပါတဲ့ဥပမာဒါပေမဲ့တချို့ကတော့အသက်ကိုပေးလောက်အောင်ကိုယ့်ရဲ့သားသမီးကိုချစ်တဲ့မိဘသားမိခင်တွေရှိတယ်ပေါ့နော်အဲ့ဒါလို့မိခင်ကကိုယ့်ကိုနို့တိုက်တဲ့မိခင်တောင်မှကိုယ့်ကိုစွန့်ပြစ်ရင်စွန့်ပြစ်လိုက်မယ်တဲ့ဒါပေမဲ့အဲ့ဒီထာဝရမြတ်တာရှင်ဖယားသခင်ကလူသားတွေကိုတင့်ရဲ့မိဘတင့်ကိုစွန့်ရင်လည်းတင့်ကိုမစွန့်ဘူးတင့်ကိုမချစ်နိုင်တော့လဲတင့်ကိုချစ်နိုင်တယ်အဲ့လိုဖယားကဒီကနေ့ကျွန်တော်ထာဝရမြတ်တာနဲ့ခင်းချင်းပြီးမှသူ့ရဲ့ကယ်တင်ခြင်းကောင်းကျိုးချမ်းသာကိုမြည်ဆန်းဖို့ရန်ခေါ်ဖိတ်ထားခြင်းဖြစ်ပါတယ်ဆိုတော့လူသားတွေကတားဆိုးသမီးဆိုးတွေဆိုရင်တားဆိုးသမီးဆိုးတွေနဲ့အထူးသဖြင့်မိအိုဖအိုတွေဆိုတော့စွန့်ပစ်တတ်ကြတယ်အဲ့ဒါလို့စွန့်ပစ်တတ်ကြပေမဲ့ဖယားသခင်ကအပြစ်ဆိုးမွေစိတ်သိနေတဲ့လူသားတွေကိုဘာနဲ့ချစ်တယ်လဲထာဝရမြတ်တာနဲ့ချစ်တယ်928ခေါ်ဇာတိမြတ်တာနဲ့လည်းချစ်တာမဟုတ်ဘူး1500ခေါ်ပူလောင်တတ်တဲ့လွန်ကဲတတ်တဲ့သမုဒိယမြတ်တာခေါ်အဲ့ဒါနဲ့လည်းချစ်တာမဟုတ်ဘူးလူတွေတခါတလေအကန့်အသတ်စီးခြားတတ်သေးတဲ့ဓမ္မမြတ်တာဆိုတဲ့ဓမ္မမြတ်တာမျိုးနဲ့လည်းမကပဲနဲ့ထာဝရမြတ်တာနဲ့ချစ်တာဖြစ်ပါတယ်ဘယ်လိုအချစ်မျိုးလဲကျွန်တော်ကျမ်းစာထဲမှာကြည့်တဲ့အခါမှာရိုးရိုးလေးပါပဲအဲ့ဒီထာဝရမြတ်တာကိုတွေ့အောင်ရှာအဲ့ဒီထာဝရမြတ်တာပိုင်ရှင်ကျွန်တော်ကိုဘယ်လိုချစ်တယ်လဲယောဟန်ခရစ်ဝင်အခန်းကြီး3အပိုင်ငယ်16ထဲမှာဖယားသခင်ဤသားတော်ကိုယုံကြည်တော်သူအပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်ထာဝရအသက်ကိုရစေခြင်းကဖယားသခင်သည်မိမိ၌တပါးသည်တော်သားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏လောကီသားတို့လို့ပြောလိုက်တဲ့အခါမှာတိုင်းပြည်မပါထားဘူးလူမျိုးဘာသာမပါထားဘူးလောကီသားမှန်ရင်အားလုံးကိုချစ်တာဖြစ်တယ်